အားလုံးပဲမင်္ဂလာပါတွဲဝမ်းကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုဒီဗီဒီယိုမှာတော့ Microsoft Word ထဲမှာရိုက်ထားတဲ့စာတွေကို PDF file ဖြစ်ဘယ်လိုပြောင်းမလဲဆိုတာလေးကို beginner တွေအတွက်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံး Microsoft Word ထဲမှာစာတွေရိုက်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ခါလေကြာရင်အလုပ်လျှောက်တဲ့အခါမှာကိုယ့်ရဲ့ CV file လေးကို PDF file ပြောင်းပြီးတော့ email တို့ Viber တို့ကနေပြီးတော့ပို့ပြီးတော့အလုပ်လျှောက်ရတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်အဲ့ကြရင်ကိုယ့်ရဲ့ဒီ Microsoft Word file ထဲမှာကိုယ့်ရဲ့ CV file ဖြစ်စီတခြားသောမှာကိုကဆရာမဆိုလဲစာအုပ်လေးရိုက်လိုက်ပေါ့နော်အဲ့တော့ဒီပြီးလို့ရှိရင်အဲ့ဒီဟာတွေကိုကျွန်တော်က PDF ပြောင်းမယ်ဆိုရင်ပြောင်းအောင်လဲဆိုရင် file နဲ့ H4 ကနေသွားပါတယ်နော် file နဲ့ H4 ကနေသွားတယ်အဲ့တော့ file နဲ့ H4 ကိုသွားပြီးသွားရင်ဒီမှာ create PDF ဆိုတာလေးရှိရနော်ဒီခဲဝင်မှာပြီးသွားရင်ဒီမှာ create PDF HPS ဆိုတာလေးရှိတယ်ဒီကောင်လေးထပ်နေပြီးတော့သိမ်းမဲ့ location လေးသတ်မှတ်ပေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်မှာသိမ်းမလဲပေါ့နော် desktop မှာသိမ်းရင် desktop ကိုထားတကယ်လို့ကိုက drive D တို့ E တို့ထဲမှာသိမ်းရင် drive D တို့ E တို့တွေကိုနှိပ်ဝင်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကအခုလော drive E တွေကနော် drive E တွေကနေကျွန်တော် desktop မှာပဲတင်လိုက်ပါမယ် desktop ပေါ်က PDF file နဲ့ PDF folder တွေကိုကျွန်တော်နှစ်ချက်နဲ့ဝင်လိုက်မယ်ပေါ့နော်နှစ်ချက်နဲ့ဝင်ပြီးတော့ကျွန်တော်ဒီမှာတင်ထားတဲ့ဟာတွေရှိတော့ခဏလေးဖြတ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ကအခုဒီမှာပြီးသွားရင် file location လေးသတ်မှတ်ပြီးသွားပြီဆိုရင် file name လေးပေးလိုက်ပေါ့နော်ထားပါတော့ဒါလေးကို PDF file လို့ပဲကျွန်တော်ရေးလိုက်ပါမယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ကနာမည်ပေးပြီးသွားပြီ location ပေးပြီးသွားပြီဆိုရင် publish နှိပ်လို့ရပြီပေါ့နော် publish နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အခုလက်ရှိအခု Microsoft Word file ထဲမှာစာရွက်9ရွက်ရှိတယ်9ရွက်လုံးက PDF file ဖြစ်ပြောင်းသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်အခု publish နှိပ်ပြမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာစုစုပေါင်းစာရွက်9ရွက်ရှိပါတယ်ပေါ့နော်စာရွက်9ရွက်လုံး PDF ပြောင်းသွားတာဖြစ်ပါတယ်အဲ့တော့ကိုကစာရွက်9ရွက်လုံး PDF မပြောင်းချင်ဘူးစာမျက်နှာ2တရွက်တည်းပဲ PDF ထုတ်ချင်တယ်စာမျက်နှာ3တရွက်တည်းပဲ PDF ထုတ်ချင်တယ်ဒီလိုမျိုးမရဘူးလားဒါမှမဟုတ်စာမျက်နှာ1ကနေ3ထိထုတ်မယ်ဒါမှမဟုတ်လဲစာမျက်နှာ3ကနေ5ထိ PDF ထုတ်မယ်ဆိုဘယ်လိုမျိုးထုတ်မလဲပေါ့နော်အဲ့ဒါမျိုးဆိုလဲစောနာအတဲကိုပဲပြန်ဝင်ပေးရတယ် file နဲ့ H ဖို့ပြီးတော့ create PDF တိတ်မဲ့ location လေးရွေးပေါ့နော်location သတ်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ထုံးစံတိုင်း file name လေးပေးပါဒါလေးကိုတော့ကျွန်တော်စာမျက်နှာနှစ်တရွက်တည်းကိုပဲထုတ်မှာဖြစ်တဲ့အတွက် page 2ဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော်အဲ့တော့ပြီးတော့ option ကိုနှိပ်ပါတယ် option ကိုနှိပ်ပြီးတော့ page ဆိုတဲ့နေရာမှာကျွန်တော်စာမျက်နှာနှစ်တရွက်တည်းထုတ်မှာဖြစ်တဲ့အတွက်ရှေ့မှာလည်းစာမျက်နှာ number 1နောက်မှာလည်းစာမျက်နှာ number 2လို့ရိုက်ထည့်ပါပြီးတော့ okay နှိပ်ပြီးတော့ publish လုပ်ပေးပါဒါဆိုရင်စာမျက်နှာနှစ်တရွက်တည်းကိုပဲ PDF ထုတ်ပေးသွားမယ်ပေါ့နော်နောက်တစ်ခါကျွန်တော်စာမျက်နှာ1ကနေ3ထိထုတ်ကြည့်အောင်ဒါဆိုရင် file နဲ့ H4 ကိုသွား create PDF တိတ်မဲ့ location လေးရွေးပေါ့နော်ပြီးတော့ရင် file name လေးပေးပေါ့ဒါကတော့ page 1 2 3ကိုကျွန်တော်ထုတ်ချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ဘာသာကိုစိတ်ကြိုက်ဒီစာမျက်နှာ3တရွက်တည်းထုတ်မယ်စာမျက်နှာ1ကနေ3ထိထုတ်မယ်ဒါမျိုးတွေစိတ်ကြိုက်ကန့်သက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ကြလဲဆိုတော့ဒီက option ဆိုတာလေးပေါ့နော် option ဆိုတာလေးကိုနှိပ်ပြီးတော့ page number ဘယ်လောက်ကနေဘယ်လောက်ထိထုတ်မလဲဆိုပြီးတော့ကန့်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ကန့်ပေးပြီးသွားရင်ကျွန်တော် okay နှိပ်ပါပြီးသွားရင် publish နှိပ်ပါဒါဆိုရင် PDF file လေးဖြစ်စာမျက်နှာ1ကနေ3ထိပြောင်းသွားပြီပဲဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော် desktop မှာတစ်ချက်သွားကြည့်ရအောင်ဒီမှာပေါ့နော်အဲ့တော့ဒီထဲကစာတွေကိုပြန်ပြင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ direct တော့ပြင်လို့မရဘူးကျွန်တော်တို့ဒီ website တွေမှာပေါ့နော် website တွေမှာရှိတဲ့ဟိုဒီ internet မှာရှိတဲ့ဒီ Microsoft PDF ကနေပြီးတော့ Microsoft Word ပြန်ပြောင်းတဲ့ဒီ converter website တွေရှိတယ်ပေါ့နော်အဲ website တွေအသုံးပြုပြီးတော့ကျွန်တော် PDF file ကိုပြန်ပြီး edit လုပ်လို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီအခု Microsoft Wordဒီ file တွေကနေပြီးတော့လည်းပြန်ပြီးပြင်လို့ရတယ်ပေါ့နော်အဲ့ဥပမာကျွန်တော်တို့ကစောနာ PDF file လေးတွေထဲမှာတခုခုမှားသွားလို့ပြင်နေတယ်ဆိုရင်ပုံမှန်အားဖြင့်တော့မူလ Microsoft Word file ထဲမှာပြင်ပြီးတော့နောက်တစ်ခေါက်PDF ထပ်ထုတ်ရတယ်ပေါ့နော်အဲ့လိုမျိုးပြင်ရပါတယ်အဲ့တော့ကိုကပြင်ဖို့အတွက်ဒီ Microsoft Word file မရှိတော့ဘူးဆိုလို့ရှိရင်စောနာ PDF file မှာပဲပြင်မှအဆင်ပြေပါပေါ့နော်အဲ့ပြင်မှအဆင်ပြေမှာဆိုတော့ဒီ PDF file တွေပြင်ဖို့အတွက်ကစောနာကျွန်တော်ပြောပြတယ်internet website တွေမှာရှိတဲ့ဒီ PDF ကနေပြီးတော့ Microsoft Word တို့ Excel တို့ပြန်ပြောင်းတဲ့ website တွေမှာကိုယ့်ရဲ့ PDF file upload တင်ပြီးတော့ကျွန်တော် convert လုပ်ကြမယ်ပေါ့နော်ပြောင်းအောင်ပဲပေါ့ Word ကိုပြန်ပြောင်းခိုင်းရမယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်နောက်တနည်းကအခု Microsoft Word တို့ Excel တို့ကိုကျွန်တော် version အမြင့်သုံးထားရဲဆိုလို့ရှိရင်ဒီကောင်ဒီ Microsoft Word ထဲကနေပြီးတော့ပဲစောတာထုတ်ထားတဲ့ PDF file ပြန်ဖွင့်ပြီးတော့ edit ပြန်လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အခု Microsoft Word file ကိုပြန်ပြီးတော့ software ကိုဖွင့်ထားတယ်ပြီးတဲ့အခါမှာ file တွေက open အောင်သွားပြီးတော့ browse ကိုနဲ့ကျွန်တော်တို့စောတာကပြင်ကျတဲ့ PDF file ပေါ့နော်အဲ့တော့ပြင်ကျတဲ့ PDF file လေးကိုကျွန်တော်တို့က selection ပေးလိုက်ပါနော် selection ပေးပြီးသွားရင်မလို့ open နဲ့ဖွင့်ချပေးပါနော်အဲ့တော့ open နဲ့ဖွင့်ချပြီးသွားရင်ခဏလေးစောင့်လိုက်ပါနော်ဒါဆိုရင်အခုဒီမှာ Microsoft Word ထဲကိုစောနာ PDF file လေးပြန်ပွင့်လာတာတွေ့ရလိမ့်မယ်နော်အဲ့ဒါဆိုရင်ဒီမှာပြန်ပြီးတော့ edit လုပ်လို့ရပါတယ်နော်
ဒါတော့ကျွန်တော်တို့ PDF file ကိုပြန်ပြင်ခြင်းတဲ့သူတွေတက်ပါကျွန်တော်တခါလေးပြောပေးတာဖြစ်တယ်ပေါ့နော်တခြားသော PDF file တွေကိုကျွန်တော်တို့ edit ပြန်လုပ်လို့ရတဲ့ software လေးတွေလည်းရှိတယ်ပေါ့နော်ဒါတော့တက်ကျွန်တော် video တစ်ခုတင်ပေးပါမယ်ဒီ video ကအကျိုးရှိလာမယ်လို့လည်းထင်ပါတယ်နော်နောက်ရကြရင်ကျွန်တော်ဒီ Excel ကနေ PDF ထုတ်တဲ့ဟာလေးလည်းဆက်ပြီးတော့တင်ပေးပါမယ်ပေါ့နော်